တခိုးဓာပြတွေကိုလိုက်လံနှိမ်နင်းနေစဉ် Slime Sword နဲ့ Body Suit ကို အသုံးပြုပြီးတိုက်ပွဲကိုအသာစီးရယူနိုင်ခဲ့တဲ့စစ်ဟာဓာပြတွေခိုးယူထားတဲ့ယတနာတွေကိုသိမ်းယူလိုက်တယ်ရှုပ်ထွေးပွေလီတဲ့တိုက်ပွဲပြီးမကြခင်မှာပဲလှောင်အိမ်နဲ့ပိတ်လောင်ခံထားရတဲ့ထူးဆန်းတဲ့တတဝါတစ်ကောင်ကိုတွေ့လိုက်တယ်စိတ်ဝင်စားသွားတာကြောင့်စစ်ဟာအဲ့ဒီတတဝါကိုအိမ်ပြန်ယူလာပြီးစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်တလကြာစမ်းသပ်လိုက်မှားယွင်းလိုက်နဲ့စူးစမ်းပြီးနောက်မှာတော့သူ့ရဲ့ကြိုးပမ်းမှုကအောင်မြင်လာခဲ့တယ်အယုတ်ဆိုးတဲ့တတဝါဟာသူ့ရဲ့မူလပုံစံဖြစ်တဲ့လှပတဲ့တောင်မင်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့တယ်သူမစိတ်ကိုမတွေ့ခင်မှာပဲစိတ်ကခက်မိုက်မိုက်ပုံစံနဲ့ချက်ချင်းဟန်ဆောင်ပြီးသူမနဲ့ဟဲရောမျိုးဆက်တွေကိုချိန်စာတိုက်ထားတဲ့ curse ကိုသူကိုယ်တိုင်ချိုးဖျက်ပေးခဲ့တယ်လို့ပြောလိုက်တယ်ပြီးတော့ demon တစ်ကောင်ဖြစ်တဲ့ devils အကြောင်းရေးထားတဲ့စိတ်ကူးရင်စာအုပ်တအုပ်ကိုထုတ်ပြလိုက်တယ်သူဖန်တီးထားတဲ့ဇလံအတိုင်းဆက်ပြောရမှာတော့လှုပ်ဝက်ဆန်းကျဲတဲ့ hero 3ယောက်ဟာ devils ကိုအနိုင်ယူခဲ့ပေမဲ့တေဆုံးမသွားခင် devils ကသူတို့ကိုချိန်စာတစ်ခုခြံထားခဲ့တယ်လို့ဆိုတယ်စစ်ကဆက်ပြီးတော့ devils ရဲ့ခုံဟာသူတို့ရဲ့အရှင်ကိုပြန်လဲရှင်တန်လာအောင်ကြံစီနေကြောင်းသူမခံစားခဲ့ရတဲ့ဒုက္ခတွေရဲ့နောက်ွယ်မှာလည်းအဲ့ဒီတမရှိနေကြောင်းပြောပြတယ်ပြီးတော့သူ့ကိုယ်သူ share out လို့မိတ်ဆက်ကခုတ်ကိုနှိမ်နှင်းဖို့သူ့ရဲ့ mission ထဲမှာပါဝင်ပေးဖို့မင်းကလေးကိုဖိတ်ခေါ်လိုက်တယ်အမှန်တော့အဲ့ဒီဇလံတစ်ခုလုံးကိုစိတ်ကအဲ့ဒီနေရာမှာပဲလုတ်ကြံပြောထားတာပဲဒါပေမဲ့မင်းကလေးကတော့ယုံကြည်ပြီးခဲ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ shadow garden ထဲကိုဝင်ဖို့သဘောတူလိုက်တယ်အဲ့ဒီအချိန်ကစပြီးသူမဟာစိတ်ရဲ့ဒုတိယအမိတ်ပေးသူဖြစ်လာပြီး alpha ဆိုတဲ့နာမည်ပြောင်းကိုရရှိခဲ့တယ်3နှစ်ကြာပြီးနောက်အသက်73နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ဆယ်ကိုသူ့အမ Claire နဲ့ဓာတ်ရည်လေ့ကျင့်နေတာတွေ့ရတယ်စစ်အနေနဲ့ Claire ကိုလွတ်လပ်ကူကူအနိုင်ယူနိုင်ပေမဲ့သူ့ရဲ့အစွမ်းကိုမဖော်ပြဘဲပုံမှန်လူတစ်ယောက်လိုပဲနေဖို့ဆုံးဖြတ်ထားတာကြောင့် Claire ရဲတိုက်ချက်နဲ့ကောင်းကင်ဘုံကိုလွင့်ထွက်သွားခဲ့တယ်တကယ်တော့နောက်မိသားစုကကလေးတွေဟာအသက်15နှစ်ပြည့်ရင် make a royal spell sword became made for dark nights ကိုတက်ရောက်ရမှာဖြစ်တယ်ဒါပေမဲ့ Claire ကြောင့်ထွက်ခွာရမယ့်နေ့ရောက်လာတဲ့အခါမှာတော့သူမကိုဘယ်မှရှာမတွေ့တော့ဘူးသူမရဲ့အခန်းကလည်းပစ္စည်းတွေပြန့်ကျဲပြီးပျက်စီးနေခဲ့တယ်အဲ့ဒီနောက်မြင်ကွင်းမှာပေးတဲ့ဆိုတဲ့နောက်ထပ် elf မင်းကလေးတစ်ယောက်ပေါ်လာတယ်သူမဟာ alpha က shadow garden ထဲကိုပထမဆုံးထပ်မံခေါ်ယူခဲ့တဲ့အဖွဲ့ဝင်ဖြစ်တယ်ဒီလိုနဲ့အဖွဲ့ဝင်တွေတဖြည်းဖြည်းများပြားလာခဲ့ပြီး alpha နဲ့အခြားသူတွေဟာ Claire ဘယ်ရောက်နေတယ်လဲဆိုတာသိနိုင်ဖို့တဲလွန်စာတွေကိုလိုက်လံရှာဖွေကြတယ်စိတ်ဝင်စားစရာကောင်းတာကဆက်ရဲ့လက်အောက်ငယ်သားတွေဟာ Claire ပျောက်ဆုံးမှုရဲ့နောက်ွယ်မှာခေါက်ထောင် devil ရှိနေတယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့ကြတယ်ဒါပေမဲ့စစ်ကတော့သူကိုယ်တိုင်လောက်ကျန်ဖန်တီးခဲ့တဲ့ဇလံဟာတကယ်ဖြစ်လာနေမှမသိပဲသူ့လက်အောက်ငယ်သားတွေကသူ့ရဲ့ဇလံထဲမှာဒီလောက်ထိအပြည့်အဝတရုပ်ဆောင်ပေးနေကြတာကိုသဘောကျပြီးသူတို့ကို acting award တွေရတဲ့နယ်လို့တောင်တွေးနေခဲ့တယ်ဗီဒါကတော့ Claire ဟာ hero မျိုးဆက်တစ်ယောက်ဖြစ်နိုင်တယ်လို့ရန်သူတွေကတန်တရားဝင်ခဲ့တာကြောင့်ပြစ်မှတ်ထားခံရတာဖြစ်နိုင်တယ်လို့ယူဆတယ်ထို့နောက်ရန်သူတွေရဲ့လှုပ်ဝက်စခန်းတွေတည်ရှိနိုင်တဲ့နေရာတွေကိုမြေပုံပေါ်မှာပြသခဲ့ပေမဲ့ Claire ကိုဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုတော့တိတိကျကျမသိနိုင်သေးဘူးအဲ့ဒီအချိန်မှာစစ်က slime knife တစ်ချောင်းကိုထုတ်ယူပြီးမြေပုံပေါ်ကိုပစ်လိုက်တယ်ဓာတ်ကြရောက်တဲ့နေရာကနေ Claire ရှိနေတဲ့နေရာကိုသိရှိသွားခဲ့တယ်အချိန်မဆွဲတော့ပဲစစ်ကပေးတဲ့ကို shadow garden ရဲ့အထက်တန်းအဖွဲ့ဝင်တွေဖြစ်တဲ့ seven shadows ကိုစူးစီးဖို့အမိန့်ပေးလိုက်တယ်